好玩嘛，这个。要搞再进来了，搞搞毛这个。我别他来了。我话弄好呢。六百块，哎，六百。你妈家人嘛，这个他妈这个。那个，这个嘛就20块这个。提的。上面把钉了没啊？高级呢。妈这个好嘛？来。我那钉上我还包了呗。好的。哦。提的。哎，这个呢嘛，一叫木生毛了呗嘛，那高了么这个毛了对的。没多天嘛，我明天来嘛，带了，别讲了。好嘞，我给看你嘛。不嘛，那个太慢慢。哎，讲的10块标准那个呢，那他的资料他漏不来。我那是吃家啦，他们厉害嘞。没好嘛，都地嘛吃贵嘛，米锅变成。包贵嘛是那种这个是这个。哎，还不要。要这个呢，是带我来了，18地了，喂，你那边两那么上来了，好办嘛？啥个啥到标来吧？是带我来了，俺离家到了嘛，带了啥的绕出来呢？是要讲你们创业要讲，是我要讲你们创业要讲，想这个。妈讲的，哎，你妈别开了，喏嘛。是带我来了，俺离了，快点别到了，没家里打嘛木。来这来嘛不嘛，这啥东西？ကဲကျွန်တော်တော်လန်ပြည်သူအားလုံးပဲမင်္ဂလာပါမင်းအောင်လိုင်းအကြံဖက်စစ်တပ်ငပုဘလောက်တောင်ရုပ်ပေါက်လဲဆိုရင်ပြည်သူတွေကတဲ့စားသုံးစီစားတာများလို့ဆိုပြီးတော့ပြည်ပကနေတွင်းရတာပေါ့ဗျာရှင်းပြောရလို့ရှိရင်ဒေါ်လာမရှိတော့တွင်းလို့မရဘူးလေဘယ်နိုင်ငံမှာဒေါ်လာနဲ့ဝယ်ရတာပြည်ပတွင်းကုန်ဆိုတာမင်းအောင်လိုင်းအကြံဖက်စစ်တပ်ကဘာမှမရှိတဲ့ခါကျတော့ဘာမှလုပ်လို့မရဘူးသူ့နိုင်ငံတကာဘန်းနာတာပြတဲ့ပြည်သူကိုထပြောတယ်စီစားတာများလို့တဲ့တခါမှပြည်သူအစိုးရလက်ထက်အုပ်ချုပ်လာတာပြည်သူအစိုးရလက်ထက်မှာတခါမှပြည်သူစီစားတာများတယ်ပြည်သူထမင်းစားတာများတယ်ဆိုဘယ်အစိုးရမှမပြောဘူးဒါပေမဲ့မင်းတို့အကြမ်းဖက်စစ်တပ်ကကောင်းတယ်တကောင်ချင်းတက်လာတယ်မင်းတို့ရဲ့အရှိကတိတ်ဆိတ်ပြည်သူထမင်းတက်နဲ့လျှော့စားခိုင်းတယ်အေးလို့ကြဘူးမင်းလဲကြမှာလုံးထမင်းငတ်ခိုင်းနေတယ်လို့ဖြစ်နေကိုလည်းစဉ်းစားကိုစောက်ဆင့်ကိုတိနော်ကျုပ်ကငါလုံးမှစက်တုံးရုပ်နော်ရက်ွက်ရှိတွန်းမိတင်းနေထိုင်ကြသောမိဘပြည်သူများခင်ဗျာလာချိုမျိုးနယ်အတွန်းညနေ6နာရီမှမနေ့6နာရီအတွန်းအပြင်မထွက်ရမကျွန်တော်မိတ်ထုတ်ပြန်ထားပါသဖြင့်နေ့စဉ်ညနေ6နာရီနောက်ပိုင်းအပြင်ထွက်သွားလာခြင်းမပြုကြပါရန်အသိပေးခြင်းများအပ်ပါသည်ညနေ6နာရီနောက်ပိုင်းအပြင်ထွက်သွားလာနေသူများစစ်ဆေးတွေ့ရှိပါကအပြစ်ဒဏ်ဆုံးအရေးယူဆောင်ရွက်ခြင်းခံရမည်ပါကြောင်းအဒီပေးကြေညာပါသည်ဒေါ်လာမျိုးအားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံမဲဆောက်မြို့နေဆက်တနေရာမှာမြန်မာဘက်ကိုပို့ဆောင်မဲ့ဒရုန်းနဲ့ဆက်ပစ္စည်းအများပြားကိုဖန်စီထိမ့်သိမ်းခံလိုက်ရတယ်လို့သတင်းတစ်ခုတက်လာပါတယ်ဒီပစ္စည်းတွေကချင်းမိုင်နေပြီးတော့ဒီဘက်နေဆက်ကိုမြောက်ရီနေဆက်ကိုပေါ့နော်မဲဆောက်နေဆက်ကိုရောက်လာတယ်လို့လည်းသူတို့သုံးသပ်ထားပါတယ်မြန်မာနိုင်ငံသားတို့ဖန်စီခံရတယ်မြန်မာနိုင်ငံသားကသူနဲ့မဆိုင်ဘူးပတ်စံရမယ်ဆိုလို့လက်ခံပြီးတော့ပို့ဆောင်ပေးတာလို့သူ့အနေနဲ့ထွက်ဆိုထားပါတယ်ဒရုန်းနဲ့ဆက်ပစ္စည်းတွေကြည့်ရတဲ့အခါမှာ FPV ဒရုန်းတုံးတဲ့အတေခံတိုက်ခိုက်ရေးဒရုန်းပုံစံမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဘယ်ကဝယ်တာလဲဘယ်သူလဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ထိုင်းနိုင်ငံအာဏာပိုင်တွေကတော့ဒါဖန်စီထိမ့်သိမ်းလိုက်တယ်လို့ဆိုပါတယ်ကဲအောက်ကဓာတ်ပုံကတော့ဒါအဲ့ဒီ drone နဲ့ဆက်ပစ္စည်းတွေဖြစ်ပါတယ်ဘယ်သူဟာလဲဆိုတော့အခုချိန်ဒီအတည်ပြုလို့မရသေးဘူးပေါ့နော်ဒါတေချာကတော့မြန်မာပြည်ကိုမြန်မာနိုင်ငံဘက်ခြမ်းကိုပို့မယ်လို့ရေးသားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြောချင်တာကကဘာကြီးကဒါဒီမိုကရေစီလို့អော်နေကြတာပါဒါပေမဲ့နိုင်ငံရဲ့အကျိုးစီးပွားနဲ့ထောက်လာရင်ဘယ်သူကမှဒီမိုကရေစီကိုမချစ်မြတ်လို့ကြတော့ဘူးလေဒါကြောင့်မို့ရက်ွက်ထဲကဒီမိုကရေစီလောက်နဲ့တော့တက်မလာနဲ့လို့ပဲပြောရမှာပဲ